ကိုယ်ကယုံကြည်မှုတွေလွန်ကဲလာပြီးတော့အယုတ်ကိုဖုန်းလှူဒန်းတဲ့အထိဖြစ်လာတာကြောင့်လူများဝေဖန်စရာဖြစ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုနောက်ကိုယ်ွယ်မှုတွေလို့ဘာသာရေးနဲ့မသက်ဆိုင်တဲ့ကိုယ်ွယ်ယုံကြည်မှုတွေကဟိုးရင်ခစ်တွေကပေါ်ပေါက်တည်ရှိနေကြတာပါတချို့နံလောကတွေကမမြင်ရပေမဲ့တကယ်တည်ရှိနေတဲ့ဆိုတဲ့ယုံကြည်မှုတွေကြောင့်နောက်ကိုယ်ွယ်မှုလိုမျိုးအယူဆတွေကိုလက်ခံထားသူတွေကလည်းခေတ်ဆက်ဆက်ရှိခဲ့ကြပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကိုယ်ွယ်ယုံကြည်မှုတွေကတဖြည်းဖြည်းလွန်ကဲလာပြီးတော့မြင်ရသူဖို့လှောင်ပြောင်ဝေဖန်စရာတွေဖြစ်လာခဲ့ရတာပါအခုတလုံးမှဆိုရင်လည်းကလေးတိုင်နှန်းရှင်အောင်တိုးလေးကိုဖုန်းလူရန်တဲ့အထိယုံကြည်မှုလွန်ကဲလာတာကြောင့်အွန်လိုင်းပေါ်မှာလှောင်ပြောင်ဝေဖန်စရာတစ်ခုအနေနဲ့ပြန့်နှံ့လာခဲ့တာပါကိုယ်ဝဲယုံကြည်တဲ့သူတွေအနေနဲ့အလေးနက်ထားလှုပ်ဆောင်နေတာတွေကတဘာဝကြကြတွေးတောကြည့်မယ်ဆိုရင်မတော်မနှမ်းနဲ့အယူလွဲတာတွေဖြစ်နေခဲ့ပါတယ်နောက်ကိုယ်ဝဲမှုကစားလို့တိုင်နှန်းရှင်တွေကိုကိုယ်ဝဲယုံကြည်မှုတွေကလည်းများပြားလာပြီးတော့အခုလိုမျိုးအယူလွဲတဲ့အထိဖြစ်လာရတာပါဗုဒ္ဓဘာသာရဲ့ဘာသာရေးအယူဆတွေအရ32ပုံဆိုတာတည်ရှိနေတာကြောင့်မမြင်ရတဲ့အနံလောကသားတွေနတ်တွေတိုင်နှန်းရှင်တွေစတွေကတကယ်ရှိနေနိုင်ပေမဲ့ကိုယ်ွယ်ရာတွေထဲမှာတော့မပါဝင်ပါဘူးဖျားမတပါကိုယ်ွယ်ရာမရှိတာကြောင့်ယုံကြည်မှုလွန်ကဲနေပြီးကိုယ်ွယ်နေတဲ့သူတွေကအယူလွဲမှုတွေဖြစ်နေကြရပါတယ်နတ်ကိုယ်ွယ်မှုတွေပြင်တိုင်နှန်းရှင်ကိုယ်ွယ်မှုတွေကလည်းတဖြည်းဖြည်းနဲ့ခေတ်စားလာတဲ့ချိန်မှာခလေးတိုက်ရဲ့လို့ထပ်ပြီးတော့ပေါ်ပေါက်လာခဲ့ပြန်တာပါတဆက်တည်းမှာပဲခလေးတိုင်နှန်းရှင်တွေဖြစ်တဲ့အောင်တိုးလေးနဲ့နေကြည်လင်းလက်တို့အမောင်နှမနှုတ်ကတိုက်ကိုစောင့်ရှောက်ပြီးတော့လူတွေကိုဖေးမကူညီနေတဲ့ဆိုတဲ့ယုံကြည်မှုတွေကလည်းရှိလာခဲ့ကြတာပါခလေးတိုက်ကိုယ်ွယ်မှုတွေကအရင်ကတော့အ ਨੇ ချင်းရှိခဲ့ဘူးပြီးတော့ပြီးခဲ့တဲ့နှစ်အပိုင်း6လောက်မှာတော့အွန်လိုင်းပေါ်မှာတွင်တွင်ကြဲကြဲနဲ့ခေတ်စားလာခဲ့တာပါခလေးတိုက်ကိုတွားရောက်ပြီးတော့တိုင်နှန်းရှင်တွေကိုပူဇော်ပါသားမယ်ဆိုရင်စီးပွားလလပါတွေဖြစ်ထွန်းသလိုစူတောင်းပြည့်နိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေကြောင့်တစားတစားနဲ့ခလေးတိုက်ကိုယ်ွယ်မှုတွေကမြင့်တက်လာခဲ့တာပါအထူးသဖြင့်ခလေးတိုင်နှန်းရှင်အောင်တိုးလေးနဲ့နေချင်လင်းလက်တို့ကိုတွားရောက်ပူဇော်ပါသားမယ်ဆိုရင်အကျိုးစီးပွားဖြစ်ထွန်းတယ်ဆိုတဲ့ယုံကြည်မှုကြောင့်မုတ်တွေအယုတ်တွေနဲ့အဝတ်စားတွေကိုလှူဒန်းပူဇော်လာကြတာဖြစ်ပါတယ်ဒီလိုမျိုးပူဇော်မှုတွေနဲ့ယုံကြည်မှုတွေကတဖြည်းဖြည်းလွန်ကဲလာတဲ့အခါမှာအဆုံးရောက်တဲ့အထိဖြစ်လာခဲ့ကြပါတယ်ပုံမှန်မုတ်ပဲတည်ရစာနဲ့အဝတ်စားလှူဒန်းမှုတွေမဟုတ်တော့ဘဲနဲ့အောင်တိုးလေးစီမှာဖုန်းလှူဒန်းတဲ့အထိဖြစ်လာတာကြောင့်မြင်ရသူတွေဖို့လှောင်ပြောင်ဝေဖန်စရာတွေဖြစ်လာခဲ့ရပါတယ်အောင်တိုးလေးကိုအမျိုးသမီးတူကဖုန်းလှူဒန်းနေတဲ့ဗီဒီယိုဖိုင်ကအခုတလော TikTok နဲ့ online တွေမှာပြန့်နှံ့နေတာကြောင့်ယုံကြည်မှုလွန်ကဲသူတွေကိုအားသိနေကြပါတယ်ပုံမှန်မုတ်ပဲတည်စာလူရန်နာတော့မထော်မနှံဖြစ်နေရတာမို့လို့အခုလိုမျိုးဖုန်းလူရန်နာကြီးကအတော့ကိုမှကန့်လန့်ကြီးဖြစ်နေကြရတာပါတကယ်တော့ကလေးတိုင်နှန်းရှင်တွေဖြစ်လူတွေယုံကြည်ကိုးကွယ်နေကြတဲ့ရုပ်ထုတွေဆိုတာကအဝတ်အစားဆိုင်ကတာမန်ကလေးရုပ်တွေဖြစ်နေခဲ့ပြီးတော့ယုံကြည်မှုအရာအဝတ်အစားစင်ရင်တွေစင်မြန်းထားရုံပဲရှိနေခဲ့ပါတယ်ဒါပေမဲ့ယုံကြည်မှုအဆုံးရောက်နေတဲ့သူတွေကတော့တက်ရှိကလေးတယောက်လိုကိုယ့်ရဲ့ရှင်သွေးရင်းချတယောက်လိုသတ်မှတ်ပြီးတော့တေချာစင်ရင်ကျွေးမွေးထားကြတာပါအော်တိုလေးရုံမှာဆိုရင်ယောက်ျားလေးဖြစ်တာကြောင့်ဘောလုံးတွေမျက်မှန်တွေနဲ့လက်စွပ်တွေကိုပါဝစ်ဆင်ပေးထားခဲ့တာပါဗီဒီယိုဖိုင်ထဲမှာဆိုရင်လည်းအော်တိုလေးကိုဖုန်းလူရန်ယုံနေမကဘဲနဲ့နှက်ကြီးထွက်လို့ဆိုပြီးတော့နှက်ကြီးတုပ်ပေးနေခဲ့တာပါတကယ်တော့အော်တိုလေးကိုဖုန်းလူပေးရတာကသူကူညီပေးလို့ငွေဝင်တာကြောင့်ခရီးပေးတဲ့အတိုင်းကျေးဇူးဆက်ပြီးတော့ဗီဒီယိုထဲကအမျိုးသမီးကိုလှူပေးခိုင်းတာပဲဖြစ်ပါတယ်အဆိုမှာလှူပေးတဲ့အမျိုးသမီးကတော့နဂရောဖြစ်နိုင်ခြေရှိနေပြီးသူကနေတဆင်အောင်တိုးလေးကိုတကယ်တက်ရှိကလေးတစ်ဖွဲချုံမြူရင်းနဲ့အကြောင်းစုံရှင်းပြလှူဒန်းပေးနေတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကအွန်လိုင်းမှာပြန့်နှံ့လာတဲ့အခါမှာတော့အတော့ကိုရှိပွဲကျသွားခဲ့တာပါအယုတ်တရုတ်ကိုဖုန်းလာလှူတာကဘယ်လိုဖြစ်ဖြစ်မထော်မနှမ်းဖြစ်နေတယ်လို့ယူနန်နန်သဘောမျိုးဖြစ်နေတာကြောင့်အမျိုးမျိုးလှောင်ပြောင်နေကြတာဖြစ်ပါတယ်အယုတ်ကဖုန်းသုံးနိုင်မှာမဟုတ်လို့နဂရောကသုံးမှာမလားဆိုတဲ့မိကုန်းတွေပါထွက်ပေါ်လာခဲ့တာပါမြန်မာနိုင်ငံကလူတစုကအယုံလွယ်ပြီးအစွန်းရောက်လွန်တာကြောင့်ဒါတွေကိုအမိတဟဲပြုတ်ပြီးလိမ့်လဲလှည့်စားနေတဲ့သူတွေကလည်းရှိနေတတ်ကြပါတယ်။ပျောကရောင်ရောင်နတ်ဆရာရောင်ရောင်နဂရောင်ရောင်ရောင်လိုလူတွေရဲ့လိမ့်လဲမှုတွေကြောင့်ဒုက္ခရောက်သွားတဲ့လူတွေကလည်းတူးနေတေးပါ။အထူးသဖြင့်ဒီလိုမျိုးခေတ်ပြတ်ထဲမှာလူတွေကိုအယုံသွင်းပြီးလိမ့်လဲလှည့်ပြမှုတွေကပေါ်များလာခဲ့တာပါ။အင်တာနက်ဆိုရှယ်မီဒီယာတွေကနေတဆင့်အမှန်တကယ်ယုံကြည်ရသူတွေအသွင်ယူပြီးလှုပ်ရှားနေကြသူတွေကြောင့်မြန်မာနိုင်ငံရဲ့ကိုးကွယ်ယုံကြည်မှုလောကကလည်းအတော့ကိုမှပျက်စီးနေခဲ့ပါတယ်။ဒါကြောင့်မလို့အောင်တိုးလေးကိုဖုန်းလှူတဲ့ဖြစ်ရမှာလေလောင်ပြောင်နေကြသလိုနဂရောကလိမ့်လဲသွားနိုင်တဲ့အကြောင်းတွေကိုလည်းထောက်ပြနေကြတာပဲဖြစ်ပါတယ်။တကယ်တော့ဒီလိုဖြစ်ရမျိုးတွေကအခုမှပေါ်လာတာမဟုတ်ဘဲနဲ့အရင်တည်းကပဲတည်ရှိနေခဲ့တာပါ။လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်းရွှေတကုံဖျားပေါ်ကိုဆီလီကွန်အယုံမတွေတင်ပြီးတော့ကိုးကွယ်လိုက်ကြသေးတာကြောင့်ဘာသာရေးအကျဉ်းချုပ်ပြက်စေမှုနဲ့တရားစွဲခံလိုက်ရသေးတာပါမမြင်ရတဲ့လောကသားတွေရှိနေတတ်တဲ့ဆိုပေမဲ့အယုံလုံးလုံးရင်အစွန်းရောက်တတ်ပြီးတော့လူလိမ်တွေရဲ့သားကောင်ဖြစ်တတ်တယ်ဆိုတာတော့မေ့ထားလို့တော့မရပါဘူးဒါအပြင်ဒီလိုမျိုးကိစ္စတွေကဘာသာရေးကိုညှိုးနှွမ်းစေတာကြောင့်အထူးသတိထားဆင်ခြင်စေခြင်းကြတာပါ
ဖျားတရားနဲ့မအပ်ဆက်ရတွေကိုအလေးထားယုံလွယ်နေသူတွေကနောက်ဆုံးမှာတော့အယူလွဲလမ်းမရောက်နိုင်တာကြောင့်မတော်မနှံကိစ္စတွေကိုတတိပေးပြောနေကြတာပဲဖြစ်ပါတယ်။တကယ်တော့ဒီလိုကိစ္စတွေကမြန်မာနိုင်ငံမှာမှမဟုတ်ပဲနိုင်ငံတိုင်းနေရာတိုင်းမှာတော့ရှိနေတတ်ကြပါတယ်။ထိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံမှာလည်းအယုတ်ကိုးကွယ်ဟာတွေရှိတာကြောင့်ယုံကြည်သူတွေကတော့အဆုံးစွန်ထိကိုးကွယ်ယုံကြည်နေကြဆဲလေးဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောကိုးကွယ်ယုံကြည်မှုတွေလွန်ကဲလာပြီးတော့အယုတ်ကိုဖုန်းလူရန်တဲ့အထိဖြစ်ပေါ်လာတဲ့ပုံမှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါဦးနော်။